ညီမလေးပတ်ဆိုင်မိကြရင်လို့အဲ့အိမ်ခောက်ပြင်လေးတော့ပါပေါ့ရှင့်အေးထားလိုက်တော့နော်နောက်မှငါနဲ့တွေ့မယ်နော်မင်းတို့ဖြစ်ချင်တာဖြစ်နေတော့ပဲဒီဇိုင်နာစီပါစရမယ်ဘာမှမရောက်သေးဘူးဟယ်လိုအေးဟေ့ရမင်းဘာမှလဲခုဒီရုံးရောက်သေးဘူးလားဒီနေ့ကမီတီရှိရပြောတာလေမသိကြဘူးလား boss ကျွန်တော်ဒီနေ့လေ work from လုပ်မယ်လို့ဂျာကြီးကိုမနေ့တည်းကပြောပြီးသားပြီးတော့အိမ်မှာအခုကလေ line တွေကတအားကြနေပါပေါ့မင်းတန်လည်း work from လာပြောတယ်နော်အဲ့ချင်းမှုလူတန်နဲ့ထားလိုက်တော့ဒါပဲဒီလိုလုံးနေတယ်အလို့ဖုန်းကလည်းမကင်ပတ်ဆိုင်ကြံခဲ့တဲ့သူနဲ့နော်ဖုန်းမကင်တဲ့သူနဲ့ line မကောင်းတဲ့သူနဲ့ချိုးရအောင်ဖြစ်ချင်တယ်ဖြစ်နေတော့ပဲဟယ်လိုအေးဘာမှလည်းခုနင်ကဂျာကြီးလုံနေပြီတော့နော်မီတင်ရှိတယ်လို့ပြောရတယ်လေအခုရုံးချိန်မှာရုံးမှလည်းမရှိဘူးငါဖုန်းဆက်တော့လည်းဖုန်းမကင်နော်နင်မအဲ့လောက်တော့မအားမင်းဘာလဲလှုပ်ရှုပ်နေတာဟမ်ရှုပ်တာတော့ပြောနေပါနဲ့တော့ပေါ့ရှင့်လမ်းမှာကြောက်လို့ရှင်ကားရီကလည်းပိတ်တယ်လို့တော်တော့ဟာနော်ငါလည်းနားရီဘူးတောင်းပြီပါကြိုက်လာနော်အခုကအလုပ်ကိစ္စတွေပေါ့နော်နင်တို့ကြောင့်ငါမှစိတ်ဖိစီးမှုတွေတော်တော်များနေဒါပဲနော်နင်တို့အားလုံးတုံးရမှငါနဲ့တွေ့မယ်ညီမတို့ရုံးစက်ချိန်မတိုင်းတော့ရောက်မှာပါပေါ့ရှင့်ဒီဆုံး boss ကောက်ခိုင်းနေလို့ရှိရင်လေရုံးကစိတ်ကြတာထဲမှာဘာသာမီစာခွင့်ရှိတယ်အဲ့ဒါလေးယူပြီးတော့တောက်ပြီးတော့နနနေနေလေးလိုက်အောင်နော်